အားလုံးပဲဗေဒကုတ် YouTube channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာလဲ Steel Connection အကြောင်းဆက်ပြောကြရအောင်ပါ Steel Connection ဒုတိယပိုင်းအနေနဲ့လက်တွေ့သုံးနေတဲ့အမျိုးအစားနာမည်တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီအပိုင်းမှာတော့အစာအုပ်အတွက်အများဆုံးပါတဲ့ connection အမျိုးအစားနဲ့ warehouse လိုမျိုးအတွက် connection အမျိုးအစားတွေကိုခွဲပြီးပြောပြပေးသွားမှာပါတကယ်တမ်း connection ကို share connection ရဲ့ movement connection ရဲ့ဆိုပြီးပြောလိုက်ရင်တော့ပြီးပါတယ် movement connection ကတော့ rigid နဲ့ semi rigid ဆိုပြီးထပ်ကွဲပါတယ်ဒါပေမဲ့ကျွန်တော်ကဒီလိုပဲပြောပြပေးမှာမဟုတ်ပါဘူးဒီမှာ connection တွေကတော့ column to column bin to column bin to bin basin စတဲ့အထက်အမျိုးအစားတွေမှာမှ connection တွေကိုနာမည်တွေနဲ့ပြောပြပေးသွားမှာမလို့ဆက်ပြီးဖော်ကြည့်ကြပါဦးအရင်ဆုံးအစာအုပ်မှာသုံးတဲ့ connection တွေပြောကြရအောင်ပါအောက်ခြေကနေစမယ်ဆိုရင်တော့သူ့မှာ base plate connection ရှိပါမယ် base plate က RC column ကနေ steel column ပြောင်းတဲ့အချိန်မှာသုံးရတဲ့ connection မျိုးအစားဖြစ်ပါတယ် base plate မှာ pin base အမျိုးအစားနဲ့ fit အမျိုးအစားဆိုပြီးပညာရပ်ဆိုင်ရာအရာထပ်ကွဲပါသေးတယ်ဒါကိုတော့ဆက်လက်လေးလာလို့သူတွေပညာပိုင်းနဲ့ဆိုင်တဲ့ engineer တွေတက်ပြောကြရမယ့်အမျိုးအစားပါထပ်ပြီးတော့ column ဘိုင်းမှာဆိုရင် column supply connection ရှိပါမယ် supply connection ကိုတော့ steel column အချင်းချင်းဆက်ဖို့လိုတဲ့အခါမှာသုံးရကြပါတယ်ဘင်းအချင်းချင်းဆက်တဲ့အခါသုံးကြရတာကလည်း supply connection မျိုးစားပဲဖြစ်ပါတယ်နောက်ပြီး bin to column connection အမျိုးအစားမှာဆိုရင် unplate connection ဆိုပြီးရှိမယ် extended unplate connection ဆိုပြီးထပ်ရှိပါမယ် extended unplate မှာမှ host ပါလာတဲ့ connection အမျိုးအစားလည်းရှိပါသေးတယ်နောက်တစ်မျိုးကတော့ simple shear connection ပါဒီနေရာမှာပရိတ်တံများကြီးသုံးတာလည်းရှိမယ် angle shape သုံးရတာလည်းထပ်ရှိပါမယ် column 1မှာသုံးရတဲ့ movement connection မျိုးစားလည်းထပ်ရှိပါသေးတယ် main bin to secondary bin ကိုတော့ shear connection အမျိုးအစားသုံးတာများကြပါတယ်နောက်တစ်ခုက basin မှာသုံးတဲ့ connection အမျိုးအစားပါ gusset plate connection လို့ခေါ်ကြပါတယ်ဟုတ်ကဲ့ပါဒါကတော့အစာအုပ်မှာအသုံးများပြီးတွေးရများတဲ့အမျိုးအစားတွေကိုပြောပြပေးသွားတာဖြစ်ပြီးကျန်တဲ့ connection တွေကိုတော့စက်ရုံအလုပ်ရုံလိုမျိုး warehouse တွေမှာသုံးများတဲ့ connection တွေကိုပြောရင်းနဲ့မှတွဲပြီးပြောပေးသွားပါမယ် steel warehouse structure မှာသုံးများတဲ့ connection တွေကို practical site experience ကိုအခြေခံပြီးရှင်းပြပေးပါမယ်ဗီဒီယိုမှာပြောသွားပြီးတူညီတဲ့ connection တွေကိုမပြောတော့ပဲမတူကွဲပြားတာတွေကိုဆက်ပြောပေးပါမယ် steel warehouse structure ဆိုတာပုံမှန်အားဖြင့်တစ်ထပ် single story ကိုခန်းကျကျ long span ကိုမှ portal frame system အမျိုးသားဖြစ်လေ့ရှိပြီး connection design က structure ရဲ့အသက်လို့တောင်ပြောနိုင်ပါတယ် steel warehouse မှာပါတဲ့အဓိက connection အမျိုးအစားတွေကိုဆက်ပြောပြပေးသွားပါမယ် warehouse မှာဆိုရင်တော့ base plate အမျိုးအစားကို pin base connection သုံးများတတ်ကြပါတယ် face plate ကိုတော့ဝင်အားများတဲ့အခါလိုအပ်မှသာသုံးကြပါတယ် column rafter connection မှာတော့အသုံးများတဲ့ A-house connection ကိုပြောဖို့ရွေးချယ်ပါတယ် movement connection အမျိုးအစားတစ်ခုလို့ပြောလို့ရပါမယ် warehouse ရဲ့အရေးကြီးဆုံး connection တစ်ခုလို့တောင်ပြောလို့ရပါတယ်ဒီ rafter to rafter နှစ်ခုစုံရာက connection ကိုတော့ကျွန်တော်တို့ apex connection လို့ခေါ်ကြပါတယ် warehouse မှာbolted apex portal frame အများဆုံးဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ fabrication လွယ်တယ် erection လွယ်လို့ဖြစ်ပါတယ်နောက်ထပ် secondary bin တွေရဲ့ connection တွေကိုပြောရမယ်ဆိုရင် bin rafter တွေပေါ်မှာတက်တဲ့အခါသုံးရတဲ့ piling connection တွေဖြစ်ပါတယ်ကလိ angle ရှိမယ် bolted သုံးတဲ့ simple shear connection မျိုးစားတွေလည်းရှိပါမယ်နောက်ဆုံးပြောချင်တာကတော့ bracing မျိုးစားတွေပါ cross bracing knee bracing rod angle pipe bracing မျိုးစားမျိုးရှိရပေါ့နော်ဒီမှာသုံးတဲ့ connection တွေအပြင် gusset plate ကိုဘိုးနဲ့တွဲသုံးကြတာရှိသလိုတစ်ခါတလေမှာဆိုရင်စက်ရုံမှာထုတ်လုပ်ရေးလုပ်တဲ့နေရာကလေးက welding တွဲဆက်ပေးတာမျိုးလည်းသုံးကြပါတယ်နောက်ပြီး frame brake တချို့လည်း frame brake လို့ခေါ်ကြတဲ့ connection မျိုးစားလည်းရှိပါသေးတယ်ဒီ connection အမျိုးအစားကို bin rafter ကနေပါလင်တွဲဆက်တဲ့အခါသုံးကြတာမျိုးကိုမြင်တွေ့ရနိုင်ပါတယ်ဒါတွေကတော့ steel structure မှာအသုံးများကြတဲ့ connection မျိုးအစားတွေကိုဝေမျှပေးတာဖြစ်ပါတယ်ကျွန်တော်ပြောဖို့လိုအပ်တဲ့ connection မျိုးစားဒါမှမဟုတ်ပြောသွားတဲ့အထက်ကပုံစံတူပြီးနာမည်ကွဲနာမည်လွဲတာတွေရှိရင်လည်း comment မှာမျှဝေပေးသွားကြဖို့ပြောရင်အဆုံးသတ်ရပါတယ်ကျွန်တော်ကတော့ဗေဒကုတ်ကပါတယ်အားလုံးအန်ရကင်းပြီးအလောက်ကန်နေတဲ့အဆင်ပြေကြပါစေကျွန်တော်မျှဝေတာတွေအဆင်ပြေတဲ့အသုံးဝင်နေဆိုရင် like and subscribe လေးနဲ့အားဖြစ်ပေးသွားနိုင်ပါတယ်ခင်ဗျာ